မင်္ဂလာပါခင်ဗျာကျွန်တော်တို့အရမ်းမြင်ချင်နေတဲ့ Joseph နဲ့ Alexandra Pantoja အကြောင်းပြောပြမှာဖြစ်ပါတယ်။ပွဲမတိုင်ခင် Face Off လုပ်တာတော်တော်ကြမ်းနေပြီ။ပွဲရောက်ရင်တော့ဒီထက်ပိုကြမ်းတော့မယ်။မနေ့ညက UFC 331ပွဲအတွက် Conference Media သမားတွေနဲ့တွေ့ဆုံပွဲလုပ်ပေးတာပါ။ Joseph နဲ့ Pantoja တို့ Face Off လုပ်တဲ့အခါမှာအချင်းများပြီးခိုက်ရန်ဖြစ်ပွားမယ့်အခြေအနေထိရောက်သွားလို့ဥက္ကဋ္ဌဒေနာဝိုက်ကိုတိုင်ဝင်ဆွေရတယ်။ Face Off လုပ်ပေးမှဘာတွေပြောသွားကြတယ်လဲဘာတွေစကားထိုးပြောကြတယ်လဲအတူကြည့်ကြရအောင် UFC Flyweight Dan Champion Joseph Felix Van ဒေနာဝိတ်ကတော့ဒီညလာရောက်အားပေးကြတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်ဘယ်သူပထမအဆုံးမေးခွန်းမေးမလဲ Alexandra Pantoja နဲ့နောက်ဆုံးထိုးခဲ့တဲ့ပွဲကလက်ကျူးသွားပြီးပွဲပြီးသွားခဲ့တာပါအဲ့ဒီတုန်းကမင်းကန်ကောင်းလို့နိုင်သွားတာလို့လူတော်တော်များများပြောကြတယ်အခု Pantoja နဲ့လက်စားချီပွဲမှာဘယ်လို message ပြီးမလဲ Joseph Van ကတော့ပြီးခဲ့တာတွေပြီးခဲ့ပါပြီစက်တင်ဘာလ19ရက်ကြာရင်တော့သူ့ဖင်ကိုငါထန့်ကြိုက်ပြမှာပါလို့ပြောပါတယ်လူတော်တော်များများက Pantoja ကိုမင်းကန်ကောင်းလို့နိုင်ခဲ့တာတူတန်ညာမရခဲ့ရင် Pantoja နိုင်ပါဆိုတဲ့စကားတွေကြောင့်တခုခုခံစားရတာရှိပါတလားအဲ့ဒီလိုမဖြစ်ခဲ့ရင်တော့အဲ့ဒီနေ့ကသူ့ကိုငါကြိုက်မှာပါစက်တင်ဘာ19ရက်ဆိုတာသူ့ဖင်ကိုထန့်ရိုက်ဖို့ငါအတွက်နောက်ထပ်အခွင့်အရေးတစ်ခုပါပဲ Alexandra Pantoja Joseph Van ရဲ့စကားကိုဘယ်လိုမြင်တယ်လဲလွန်ခဲ့တဲ့လအနည်းငယ်ကမင်းနဲ့ပြောတော့က Joseph Van နဲ့မပြီးသေးတဲ့စရင်ကျန်နေသေးတယ်ပြောခဲ့ဖို့တယ်အဲ့ဒီတော့ပြိုင်ဖက်တယောက်အနေနဲ့ Joseph Van ကိုဘယ်လိုမြင်တယ်လဲပထမအဆုံးအနေနဲ့သူ့ပါဆက်ကိုအရင်ဆေးဖို့လိုမယ်ထင်တယ်ငါရဲ့မိုးလာဂျင်မစ်ကိုငါလေးစားတယ်ငါကဘရာဇီးကလာတာပါဘရာဇီးမှာဆိုမင်းပြောတဲ့စကားကိုမင်းတတိထားရတယ်မဟုတ်ရင်တွားကျိုးတွားလိမ့်မယ်ငါခပတ်ရှုံခဲ့တယ်သူကကမ္ဘာချန်ပီယံဖြစ်သွားခဲ့တယ်ပုဂ္ဂိုလ်ကြီးအရာတော့သူငါကိုမနိုင်ခဲ့ပါဘူးစက်တဘာလ19ရက်မှာအဲ့ဒါကိုတက်တီပြဖို့ငါတို့အခွင့်အရေးရပါပြီကဘာပေါ်မှာအတော်ဆုံးသူတွေနဲ့ထိုးချင်တာပါဒေနာဝိတ်နဲ့ UFC ကိုငါအိမ်မက်တွေအကောင့်ထဲပေါ်ပြီးလို့ကျေးဇူးတင်ပါတယ်ငါကဘလာဂျီးကခလေးတယောက်ပါအခုတော့လူကြီးတယောက်ဖြစ်ပြီးမိသားစုကိုအမေရိကန်ကိုခေါ်လာနိုင်ခဲ့ပါပြီ Alexandra Pantoja ကဘာတွေထပ်ပြောတယ်ဆိုရင်ငါအလုပ်လုပ်နေတာကြာပါပြီ Professional တက်တန်းအနှစ်20နီးပါးရှိပါပြီငါခပတ်မပြုတ်ခင်က10ပွဲဆက်နိုင်ပွဲစံချိန်ရှိခဲ့တာပါလို့မီဒီယာသမားနဲ့ Joseph Van ရှိမှာပြောသွားပါတယ်ဟဲ့ကောင်စက်တင်ဘာလ19ပွဲအကြောင်းပဲပြောစမ်းပါမင်းရဲ့ဘဝရက်ကြောင်းကိုနားထောင်ဖို့ငါတို့လာတာမဟုတ်ဘူးပွဲအကြောင်းပဲပြောဟဲ့ကောင်လူတယောက်စကားပြောနေရင်ပစက်ပိတ်ထားနားလေလားဘာလို့ချင်းလဲထိုင်နေစမ်းမှာမင်းဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးဒီလိုနဲ့မင်းညက UFC 331ပွဲအတွက်မီဒီယာသမားတွေနဲ့တွေ့ဆုံပွဲလုပ်ပြီးခဲ့တယ်Joseph Van နဲ့ Pantoja တို့ Face Off လုပ်တဲ့အခါမှာအချင်းများပြီးခိုက်ရန်ဖြစ်ပွားမဲ့အခြေအနေထိရောက်သွားပြီးတော့ဒေတာဝိုက်ကိုတိုင်ဝင်ဆွရတယ်ဆိုတော့စက်တင်ဘာလ19ရက်ကျွန်တော်တို့ UFC 331မှာ Joseph Van နဲ့ Pantoja တို့ပွဲခေါင်ပွဲအနေနဲ့ကျွန်တော်တို့ကြည့်ကြရတော့မှာဖြစ်ပါတယ်ဆိုတော့တော်တော်လေးကြည့်လို့ကောင်းမဲ့ပွဲတစ်ပွဲဖြစ်ပါတယ်